ဒါရိုက်တာညိုမင်းလင်းကြောင့်ပန်းသူတွေဖြစ်တော်မဲ့ခင်မမို့ဤပရိသတ်ကြီးဝိုင်းရဲတယောက်ဆောင်မင်းသမီးကြီးအရန်တယောက်ဆောင်ခင်မမို့ဤကတော့ဒါရိုက်တာညိုမင်းလင်းကြောင့်ဘဝတစ်စိတ်ချိုပြောင်းလဲတော့မှာပါနော်ခင်မမို့ဤစီကိုဒါရိုက်တာညိုမင်းလင်းကဖုန်းဆက်ခဲ့ပြီးတော့ရုပ်ရှင်ကားကြီးအတွက်ခေါင်းဆောင်မင်းသမီးလုပ်ဖို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ခင်မမို့ရဲ့ item တွေကအမြဲတမ်း villain ဆိုပေမဲ့လည်းသူ့ရဲ့ villain ဇာတ်ရုပ်ကလူတိုင်းချစ်ခင်နှစ်သက်ကြတာပါ။အပိုလိုမရှိပေကြာရဇာတ်ရုပ်ကိုပိုင်နိုင်လွန်းတာကြောင့်အများကတော့ခေါင်းဆောင်မင်းသမီးကြီးနေရာမှာမြင်ကျင်နေကြပါတယ်။သူမရဲ့အသက်64နှစ်ကျော်မှာခေါင်းဆောင်မင်းသမီးဖြစ်မှာဆိုတော့အံ့ဩသွားပြီးတော့ surprise ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ခင်မမို့ရဲ့သူမရဲ့ရုပ်ရှင်သက်တမ်း39နှစ်မှာတကားမှမျောလင်းမထားတဲ့အရာလို့ဆိုပါတယ်။ဒါရိုက်တာညိုမင်းလင်ဟာတစ်သက်နဲ့တစ်ခါသူမကိုဖုန်းမဆက်ဘူးပေမဲ့လည်းသူမကိုဖုန်းဆက်လာပြီးတော့ခေါင်းဆောင်မင်းသမီးရိုက်မလာမေးတော့ပျော်လဲပျော်တယ် surprise လဲဖြစ်သွားတယ်လို့ဆိုပါတယ်။သူမကိုရုပ်ရှင်ရိုက်ချင်တာအသက်အရွယ်ကြောင့်မဟုတ်ပဲခင်မမို့အေးကိုရိုက်ချင်တာဆိုပြီးတော့သူမရဲ့စူးစမ်းမှုကိုအသိမှတ်ပြုလာခဲ့တယ်လို့ဆိုပါတယ်။သူမကိုဇလန်တွဲမင်းသမီးလည်းမဟုတ်ဘူးဗီဒီယိုမင်းသမီးလည်းမဟုတ်ဘူးရုပ်ရှင်ဇာတ်ကားကြီးမင်းသမီးနေရာဆိုတော့အံ့ဩသွားပြီးမယုံနိုင်ဖြစ်သွားခဲ့ရပါသူမကလည်းစိတ်လှုပ်ရှားပြီးတော့ညိုမင်းလင်းကိုစနေတာလားလို့မေးတော့သူစနေတာမဟုတ်ကြောင်းနဲ့တကယ်ရိုက်မှလို့ပြောပြလာခဲ့ပါတယ်ခင်မမို့ရေကလည်းသူမရဲ့တက်တန်းတစ်လျှောက်လုံးမှာဇက်ပုတ်ဇက်ရံတွေပဲဇက်အိမ်ခိုင်စွာနဲ့အလုတ်ကာရီတာကနေနေရာယူရိုက်ကူးလာတာဖြစ်ပြီးဒီလိုရိုက်ကူးမယ်ဆိုတော့အံ့ဩသွားခဲ့တယ်လို့ဆိုပါတယ်သူမဘက်ကလည်းညိုမင်းလင်းစိတ်မပြတ်ရအောင်အကောင်းဆုံးတရုပ်ဆောင်ပေးမယ်အကောင်းဆုံးလှုပ်ဆောင်ပေးမှာဖြစ်တယ်လို့ကတိပေးခဲ့ပါတယ်ညိုမင်းလင်းရိုက်ရင်သူမလည်းအနောက်ကလိုက်ပြီးတော့အကောင်းဆုံးတရုပ်ဆောင်မှာဖြစ်ပါတယ်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း9လပိုင်းကုန်မှာစတင်ရိုက်ကူးမှာဖြစ်တာကြောင့်သူမအတွက်တင်ယူမှုအသစ်တစ်ခုကိုဒီဇိုင်းမမတ်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်ညိုမင်းလင်းကလည်းခင်မမို့အေးရိုက်ကူးမယ်ဆိုရင်ဇညွန်းစာရေးပြီးလို့အမှန်ကန်တွေချနေပြီးသူမကတော့အခုထိအဲ့လိုပြန်ကြားရရင်ကိုစိတ်လှုပ်ရှားနေရလို့ဆိုပါတယ်ညိုမင်းလင်းဟာအလုပ်လုပ်ရတာတေချာစိတ်ဆက်တဲ့သူဖြစ်လို့ဖုန်းဆက်ပြီးတော့လာပြောတယ်လို့သူကိုယ်တိုင်ကလည်းအိမ်ထိရအောင်တလေးတစားနဲ့လာပြောခဲ့ရဖြစ်ပါတယ်ခင်မမို့အေးကလည်းဇက်ရုပ်ပိုင်းကိုပြီးပြင်ပြီးတော့အများချစ်ခင်တဲ့မင်းသမီးကြီးဖြစ်တာကြောင့်အခုလိုရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသမီးဖြစ်ဖို့အတွက်ထိုက်တန်နေလို့ဆိုပါတယ်အသက်အရွယ်အရတဘာအရရုပ်ရှင်ဘာဝနေပြီးကြာရဇက်ရုပ်ကိုအကုန်ပြီးပြင်နေသူဖြစ်လို့ညိုမင်းလင်းလိုအသေးစိတ်ကြကြလုံးတတ်တဲ့ဒါရိုက်တာရဲ့လက်ထဲမှာအောင်မြင်မှုရနိုင်မှာပါနော်သူမကလည်းအသက်64နှစ်မှခေါင်းဆောင်မင်းသမီးဘဝရောက်တာကြောင့်မယုံကြည်နိုင်ဖြစ်နေတယ်လို့ဖြစ်ပြီးအိမ်မက်မက်နေသလားအောက်မေ့နေပါတယ်ပရိသတ်တွေကတော့အရင်ကတည်းကအားပေးလာခဲ့တဲ့အနုပညာရှင်ကြီးဖြစ်တာကြောင့်ခေါင်းဆောင်မင်းသမီးဖြစ်တဲ့နာကြပြီလို့ချီးကျူးစကားဆိုကြပါတယ်ဒီတော့ပရိသတ်ကြီးမင်းသမီးကြီးခင်မမို့အေကိုခေါင်းဆောင်မင်းသမီးအဖြစ်အမြင်တွေ့ရတော့မှာဖြစ်လို့ဘလို့ဇန်လန်းစဲအိမ်တွေနဲ့တွေ့ရမလဲဆိုတာစောင့်ကြည့်လိုက်ရအောင်နော်မင်းသမီးကြီးဖြစ်လာတဲ့အတွက်ဝမ်းသာသလိုသူမရဲ့အနုပညာအသေးကိုလည်းချပြခွင့်ရတော့မှာကြောင့်သူမအစားစိတ်လှုပ်ရှားမိပါတယ်မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်